ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းပိုလီနီရှာဒေသမှာတည်ရှိပြီးတဘာဝအလှအပနဲ့ရှီဟောင်းရိုးရာတလေးတွေထိမ့်သိမ်းထားမှုကြောင့်ကြော်ကြရဲ့စမူဝါနိုင်ငံအကြောင်းကိုရှင်းပြပေးပါမယ်။စမူဝါဟာကျုံးမကြီးနှစ်ခုယူပိုလူနဲ့ဆဖာအီတို့အပအဝေးကျုံးငယ်လေးများစွာနဲ့ဖွဲ့စည်းထားတဲ့အပူပိုင်းကျိုးနိုင်ငံလေးဖြစ်ပါတယ်။တချို့အချက်အလက်တွေကိုသိပါအောင်။မြို့တော်ဟာအေပီယာယူပိုလူကျုံးပေါ်မှာတည်ရှိပါတယ်။ပြောဆိုသုံးဘာသာစကားဟာစမူဝါနဲ့အင်္ဂလိပ်ဘာသာဖြစ်ပါတယ်။ငွေကြေးဟာဒါလာပါကိုးကွယ်ဒီဘာသာကခရစ်ယာန်ဘာသာပါလူဦးရေရဲ့68%ခန့်ဟာခရစ်ယာန်ဖြစ်ပါတယ်။စမူဝါမှာဖာအာစမူဝါလို့ခေါ်တဲ့နှစ်ကောင်း3000ကျော်တက်တန်းရှိပြီဖြစ်တဲ့ရိုးရာလူမှုနေထိုင်မှုစနစ်ရှိပါတယ်။၎င်းဟာမိသားစုအကြီးအကျယ်များကိုယိုသိမ်းမှုနဲ့အတိုက်အဝါအလိုက်စုပေါင်းနေထိုင်မှုကိုအလေးပေးပါတယ်။မာတိုင်မိသားစုအလိုက်ခေါင်းဆောင်များရှိပြီးသူတို့ကရွာရဲ့အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကိစ္စတွေကိုဆောင်ရွက်ပါတယ်။ထူးခြားလှပသောတဘာဝရှုခန်းများစမူဝါဟာမီးတောင်ကျုံးထစ်တာကြောင့်စိမ့်လန်းတဲ့တောတောင်တွေနဲ့ကြည်လင်တဲ့ရေကူးကန်တွေပေါ်များပါတယ်။တိုဆူဝါ Ocean Trench ဟာကမ္ဘာကျော်တဘာဝရေကူးကန်ကြီးဖြစ်ပါတယ်။မြေပြင်အောက်အနက်30မီတာမှရှိတဲ့ဒီရေကန်ကြီးတွေကိုလှေကားနဲ့ဆင်းပြီးရေကူးနိုင်ပါတယ်။တဲတောင်ပင်များဟာလာလိုမာနူဘီချ်ဟာကမ္ဘာအလှဆုံးကမ်းခြေစင်းမှာခဏခဏပါဝင်လေ့ရှိပါတယ်။စီးပွားရေးနဲ့စိုက်ပျိုးရေးဟာအုံသီးငပြောသီးကိုနဲ့ကာဗာမွေးတို့ကိုအဓိကစိုက်ပျိုးပါတယ်။ခရီးသွားလုပ်ငန်းဟာနိုင်ငံရဲ့အဓိကဝင်ငွေအငြိအမြစ်ဖြစ်ပြီးတဘာဝပတ်ဝန်းကျင်ကိုအခြေခံတဲ့ခရီးသွားလုပ်ငန်းကိုအားပေးပါတယ်။ငါးလုပ်ငန်းဟာပင်လယ်စာတင်ပို့မှုဟာလည်းအရေးပါပါတယ်။အားကစားနဲ့ယဉ်ကျေးမှုရဂ်ဘီအားကစားမှာစမူဝါနိုင်ငံသားတွေဟာအလွန်ထွန်းကျူပြီးသူတို့ရဲ့အမျိုးသားအသင်းဟာကမ္ဘာအဆင့်မှာအင်အားကြီးအသင်းဖြစ်ပါတယ်။တပ်တူစမူဝါရဲ့ရိုးရာတပ်တူထိုးခြင်းအသက်အငန်းဟာကမ္ဘာကျော်ပါတယ်။အမျိုးသမီးတွေအတွက်ပေအားလွတ်ကိုရဲ့ခါကနေဒူအထိထိုးရတဲ့တပ်တူဟာယောက်ျားဖိသားမှုနဲ့ဂုံတိတ်ခါကိုဖော်ပြပါတယ်။စိတ်ဝင်စားစရာအချက်အလက်တူများအချိန်ဆုံးပြောင်းလဲခြင်း2017မှာစမူဝါဟာဩစတြေးလျနဲ့နယူးဇီလန်တို့နဲ့ကုန်ထွေရေးပုံမူကောင်းမွန်ဖို့အတွက်အချိန်မြင့်ကိုကူးချော်ခဲ့ပါတယ်။အဲ့ဒီတုန်းကသူတို့ရဲ့အသက်ခရာမှာဒီဇင်ဘာလ30ရက်နေ့ကိုဖျောက်လိုက်ရပြီး29ရက်နေ့ကနေ31ရက်နေ့ကိုတိုက်ရိုက်ခုန်ကူးခဲ့ပါတယ်။ Robert Louis Stevenson ဝတ္ထုရတကြီးဟာသူ့ရဲ့နောက်ဆုံးဘဝနေတိုင်းတွေကိုစမူဝါမှာကုန်လွန်ခဲ့ပြီးသူ့ရဲ့အိမ်ကိုအခုနောက်မှာပြတ်တိုက်အဖြစ်ဖွင့်လိုက်ထားပါတယ်။ကြောင်မီးဝေမရှိနိုင်ငံစမူဝါဟာ2025နောက်ပိုင်းမှာနိုင်ငံသုံးလျှက်စစ်စွမ်းအားရဲ့ရာဂိုင်နှုန်းအပြည့်ကိုပြန်လည်ပြေဖြိုးစွမ်းအားများကနေရရှိဖို့ရည်မှန်းထားပါတယ်။